အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိုင်စုသူနီးပညာ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးကြွမယ်အကြောင်းအရာလေးကကျွန်တော် Avast VPN ပေါ့နော်အဲကောင်လေးကိုမှကျွန်တော်ဒီတလစာ free ပေါ့နော်တလစာဟိုမှကျွန်တော်ဒီ free ချပေးထားပါတော့အဲကြီးလေးသွားယူပြီးကမှကျွန်တော်log in ဝင်တဲ့ဒီလေးကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ VPN လေးကလည်းကျွန်တော်ဒီတလစာကိုသူကဗမာငွေနဲ့ဆိုရင်9000ကျပ်ရှိရပေါ့နော်ဗမာငွေနဲ့ဆိုလို့ရှိရင်တလစာ9000ကျပ်ရှိပါတယ်အဲ့ဒါလေးကိုမှကျွန်တော်က free လေးတွေချပေးနေပါတော့ကျွန်တော်ရဲ့ Telegram channel မှာကျွန်တော် account လေးကိုကျွန်တော် free လေးချပေးနေမယ်ဘာကြောင့်လဲဆိုတော့ဒီကောင်လေးကတော်တော်လေးအဲ့အဆင်ပြေတော့ line လေးလည်းကောင်းတယ် line လေးလည်းကောင်းတယ်ပေါ့နော်ပြီးရင်နိုင်ငံလည်းတော်တော်များများပါတယ်ပေါ့နော်တော်တော်များများကိုချိတ်လို့ရဗျာကျွန်တော်ဒီဂျပန်နေလည်းချိတ်လို့ရပေါ့နော် TikTok သမားတွေအတွက်ဆိုလည်းအဆင်ပြေတယ်ဗျာဂျပန် VPN တွေလည်းချိတ်လို့ရတယ်ပေါ့နော်တော်တော်လေးလည်းအဆင်ပြေတယ်အဲကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေအတွက်ပေါ့နော်ဒီ Avast VPN လေးအသုံးပြုခြင်းတဲ့သူလေးအတွက်ကျွန်တော်ဒီနေ့မှာကတော့ VPN လေးကိုကျွန်တော် key လေးယူကမှ login ဝင်တဲ့နည်းလေးပြပေးပါမယ်တခြား VPN လေးအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်လည်းရှိတယ်ပေါ့နော်ကျွန်တော် Avast VPN ဆိုလို့ရှိရင်တော့ပိုပြီးအဆင်ပြေတော့ Avast VPN လည်းရှိတယ်အကောင့်လေးယူမဆိုလို့ရှိရင်လည်းဟိုဝယ်လို့ရပါတော့ Avast VPN တော့ကျွန်တော်ရောင်းပေးရပါတော့ Gateway ကတော့ Telegram channel မှာ Gateway လေးတော့ချပေးတယ်ပေါ့နော်ဒါမှနည်းတယ်ပေါ့နော်ဒီ Avast VPN လေးတော့ကျွန်တော် Gateway ပုံမှန်လေးချပေးမှာပေါ့နော်အဲဒါကြောင့်ကျွန်တော်ရဲ့ Telegram channel လေးလည်း join ထားပေးပေါ့နော်Avast VPN တွေဝယ်ချင်တာဆိုလို့ရှင်တော့ကျွန်တော်ဒီမှာဝယ်လို့ရတယ်ပြီးလို့ရင် ChatGPT တွေလည်းရတယ်ပေါ့နော် Premium တော်တော်များများ Premium website တွေတော်တော်များများကိုနောက်ပိုင်းမှာကျွန်တော်ဒီမှာ service လေးရတော့မှာပေါ့နော်ကျွန်တော်ထပ်ပြီးကမှတိုးချစ်ပြီးကမှထပ်ပြီးလေ့လာပြီးကျွန်တော်လုပ်နေရပေါ့နော်အဲ့တော့ spyware တွေလိုချင်တယ်ဆိုလို့ရှင်လည်းကျွန်တော်ဒီမှာရတယ်ပေါ့နော်အဲ့တော့သင်တန်းတွေတက်ချင်တယ်ဆိုလို့ရှင်လည်းသင်တန်းလေးတွေစပြီးဖွင့်ပြီးပေါ့နော်ဒီ premium account တွေယူတဲ့နည်းနဲ့ပတ်သက်ပြီးလဲကျွန်တော်တင်ပေးမှာပေါ့နော်သင်ပေးမှာပေါ့နော်သင်နေတဲ့သူတွေသင်တန်းတက်ချင်တဲ့သူတွေပေါ့နော်ဟိုနေ့ရဆိုလို့ရှင်လည်းကျွန်တော် ChatGPT ဟာလဲကျွန်တော်ဒါအဲ့ဒါတော့အခမဲ့ပေါ့နော်အခမဲ့တစ်နှစ်စာယူနည်းလဲကျွန်တော် video file လေးတင်ပေးထားပြီပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအတွက်ဒီနေ့မှာကတော့အခုကျွန်တော်ပြောတဲ့ဒီကောင်လေးပေါ့နော်အကောင်လေးကိုကျွန်တော် install တင်လိုက်ပေါ့နော်ကျွန်တော် channel လေးကတော့နီးပညာနဲ့ပတ်သက်တာတွေအမြဲတင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ကျွန်တော်ရဲ့နီးပညာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and share လေးနှိပ်ပြီးကမှကျွန်တော်နောက်ထပ်တင်တဲ့နီးပညာအသေးလေးတွေကြည့်ရှုကျင်တယ်ဆိုရင်တော့အောက် subscribe ဆိုတာလေးကိုနှိပ်ပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ပေးပါအဲ့ဒါမှကျွန်တော်နောက်ထပ်တင်တဲ့နီးပညာအသေးလေးတွေမိတ်ဆွေတို့စီမှာအရင်ဆုံးပေါ်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် install တင်မယ်ဆိုလို့ရှိရင်ကျွန်တော် Play Store သွားလိုက်ပေါ့နော် Play Store မှာအလွယ်တကူရှိတယ်ပေါ့နော် Play Store မှာ Avast VPN ပေါ့နော် VPN လို့ရိုက်ချလိုက်လို့ရှိရင်ဒီမှာပေါ့နော်ဒီကောင်လေးဖြစ်ပါတယ် Play Store မှာလွယ်တကူရှိလို့ကျွန်တော်အကောင့်လေးတော့ link ချမပေးတော့အဲ့ဒါလေးကိုကျွန်တော် install တင်လိုက်ပေါ့နော် install တင်ပြီးသွားလို့ရှိရင်ကျွန်တော်key လေးတွေသွားယူတဲ့နေကိုပြပေးမယ်ကျွန်တော် Telegram channel မှာတင်ပေးထားတယ်ပေါ့နော်သွားယူအဲ့ Telegram channel link လေးကိုလည်းကျွန်တော် video comment လေးမှာ link လေးချပေးထားမှာပေါ့နော်အဲ့တော့ဒါလေးကကျွန်တော် video ရဲ့ comment အောက်က link လေးလိုပဲသဘောထားလိုက်ပါဗျာနော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်အဲ့ဒါလေးဝင်လိုက်လို့ရှိရင် Telegram နဲ့ရောက်သွားမှာဗျဒီလိုလေးရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ gateway ချပေးတာပေါ့နော် Avast VPN 1 month ပေါ့နော် gateway ပေးမယ်ဆိုတာလေးပေါ့နော်အဲ့မှာVPN key ယူရန်ဆိုတာလေးပေါ့နော်ဒီမှာလက်ညိုးလေးနဲ့ထုတ်ပြတယ်အဲ့နှစ်ခုလောလောဆယ်ကျွန်တော်နှစ်ခုချပေးထားပေါ့နော်အဲ့ဒါလေးကိုအဲ့ဒီ key လေးကို copy ယူရမှာပေါ့နော်ကျွန်တော်နှစ်ခုချပေးထားတယ်အဲ့ချဲကျွန်တော်ကြာလေးဖိလိုက်မယ်ပေါ့နော်ဖိပြီးကမှကျွန်တော်ဒီလိုလေးကူးလိုက်ပေါ့နော်အဲ့ key လေးတွေကိုကျွန်တော်အရင်ဆုံး copy ကူးလိုက်မယ်ပေါ့နော်key လေးကိုကျွန်တော် copy ကူးလိုက်မယ် copy နှိပ်လိုက်ပြီးနှိပ်ပြီးလို့ရှိရင်ကျွန်တော်ပြန်ထွက်လိုက်ပေါ့နော်ပြန်ထွက်ပြီးလို့ရှိရင် Sona VPN နဲ့သွားလိုက်ပေါ့နော် Avast VPN နဲ့ကိုကျွန်တော်တစ်ချက်သွားလိုက်မယ်ဒီကောင်ဒီ key လေးကဒီ Android တွေရောကျွန်တော် iOS ရောဒီ laptop တွေတော့ပေါ့နော် laptop တွေမှာလည်း laptop တွေ computer တွေမှာလည်းသုံးလို့ရပါပေါ့နော်အဲ့တော့じゃあ VPN နဲ့ကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ဒါမျိုးလေးပေါ်လာရင်ဒီအောက်ကဟာလေးပဲနှိပ်လိုက်မယ်ပေါ့နော်တခါဒီမှာဒီတက်မှာဝင် line မကောင်းတာကြာတာမျိုးတွေဆိုလို့ရှင်တော့တခြား VPN လေးပေါ့နော်တခြား VPN လေးတစ်ခုခုအရင်ဆုံး connect ဖြစ်အောင်လုပ်ပြီးခံလဲရတယ်အခုဆိုရင်ကျွန်တော်ဒီမှာပေါ့နော် no internet ဆိုကမှဒီမှာ trial game ပြနေတယ်အဲ့ဒါဆိုလို့ရှင်ကျွန်တော် VPN လေးတစ်ခုခံလိုက်မယ်ဗျာ VPN ကျွန်တော် Avast VPN လေးပေါ့နော်မိတ်ဆွေတို့အဆင်ပြေတဲ့ free ရတဲ့ VPN လေး
တခုခံလိုက်ပါရတယ်နော်ကျွန်တော်တော့ဒီ expert VPN လေးပဲခံလိုက်မယ် expert VPN ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာရပါတယ် Telegram link လေးကိုလည်း Telegram account လေးကိုလည်းကျွန်တော် private comment မှာချပေးထားမယ်အဲ့မှာသင်တန်းနေစုံစမ်းနေတာပဲဖြစ်ဖြစ်ဒီ premium နဲ့ပတ်သက်ပြီးပေါ့နော် premium နဲ့ premium သင်တန်းတွေနဲ့ပတ်သက်ပြီးတက်ချင်လဲရတယ် expert VPN လည်းရတယ်တခြား spyware တွေလည်းရတယ်ဗျအဲ့ဒါတက်ချင်တယ်ဆိုရင် Telegram မှာလာ high ပေးပေါ့နော်အဲ့တော့ try again လေးကိုကျွန်တော်ထပ်နှိပ်လိုက်မယ်ဒါမျိုးလေးပေါ်လာပြီဒါ VPN မခံမဲ့နဲ့ရတဲ့သူတွေလည်း VPN အရင်ဆုံးလုပ်ကြည့်ပေါ့နော်တခြား VPN free ရတဲ့ VPN အရင်မခံမဲ့အရင်ဆုံးလုပ်ကြည့်ပေါ့နော်ရတဲ့လူတွေအဲ့ဒါကြီးလုပ်ပေါ့နော်မရလို့ရှိရင်ကျွန်တော်ပြောသလို VPN လေးခံလိုက်ပါပြီးရင် next ဆိုလေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်ထပ်နှိပ်ပေါ့နော်နှိပ်ပြီးရင် next ဆိုလေးပဲနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒါမျိုးလေးပေါ်လာရင် allow ဆိုလေးကိုကျွန်တော်ချက်နှိပ်မယ်ပြီးလို့ရှိရင်ဒီမှာပေါ့ဒါလေးကိုကျွန်တော်ချက်နှိပ်လိုက်မယ် see subscription လာပါအကောင့်လေးပေါ့နော်အဲ့လေးနှိပ်လိုက်လို့ရှင်ဒီမှာမိတ်ဆွေတို့ကြည့်ပေါ့နော်သူက1 month ကိုဒီမှာ9000ကျပ်ရှိတယ်6လဆိုလို့ရှင်တော့4500ကျပ်တစ်နှစ်စာဆိုလို့ရှင်6600ကျပ်ရှိရဗျာတစ်လစာကို9000ကိုကျွန်တော်ဒါဟာအမြဲတမ်းလို့ကျွန်တော်ဒီ giveaway လေးချပေးနေပါပါကျွန်တော် channel မှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ Telegram channel လေးလည်း join ထားပေါ့နော်အဲ့တော့ဒီဟာမျိုးပေါ်လာချက်ချက်ကလေးနှိပ်ပြီးလို့ရှင်ကျွန်တော်ဒီမှာ subscribe မှာပေါ့နော်ဒီအောင်လေးနှိပ်လိုက်မယ်ကျွန်တော်ဟိုလှုပ်ထားလို့ကောင်းလေးနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်ဒီကောင်လေးထပ်နှိပ်မယ်နှိပ်ပြီးလို့ဒီအောက်ကဟာလေးပေါ့နော်ဆောနာကျွန်တော်အပေါ်သွားနှိပ်ပြင်ပါနေပြီဒီအောက်ကပေါ့နော်ဒီအောက်မှာ Prime ဆိုတာလေးရှိတယ် sorry Prime မှန်တယ်လို့ sorry ကျွန်တော်မှားပြောဒီအောက်ကလေးပေါ့နော်အဲ့ဒီကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်ဒါမျိုးလေးပေါ်လာပြီဆိုလို့ချင်းကျွန်တော်ဘာလုပ်မလဲဆိုလို့ကျွန်တော်ကဒီ key နဲ့ပဲဝင်မှာပေါ့နော်ကုတ်နဲ့ဝင်မှာဖြစ်တော့ကုတ်လေး copy ယူလာဖြစ်တော့အဲ့ key ကုတ်လေးကိုကျွန်တော်ဝင်မှာဖြစ်တော့အဲ့ဒါလေးတစ်ချက်ရွေးပြလိုက်မယ်တော့ပုံလေးနဲ့ပေါ့နော်အဲ့ဒီမှာနှိပ်ပြီးလို့ရင်စောနာကကျွန်တော်ကူးလာတဲ့ကုတ်လေးချမှာဖြစ်တော့ဒီနေရာလေးကိုကြာလေးဖိမယ်ဖိပြီး PSDE ဆိုတဲ့လေးကိုနှိပ်လိုက်လို့ရင်ကုတ်လေးရောက်လာပြီဆိုလို့ရှင်ဒီကောင်လေးကိုနှိပ်လိုက်ပေါ့နော်ဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်တော့ခဏလေးစောင့်ပြီပါကျွန်တော်ဝင်နေတော့ပေါ့နော်ဒါမျိုးလေးပေါ်လာရင်တော့ကျွန်တော် key ဝင်တာရသွားပြီဆိုတော့ကျွန်တော်ဒီနိုင်ငံလေးကိုတိုင်းမချိန်နေအောင်ပေါ့နော်ဒီ location လေးကိုတိုင်းမချိန်နေဘာလို့ရမလဲဆိုလို့ရှိရင်ကျွန်တော် setting နဲ့တစ်ချက်သွားမယ် setting လေးချိန်ပြရမယ် setting နဲ့သွားပြီးကမှကျွန်တော်အပေါ်လေးဆွဲတင်လိုက် VPN booster ဆိုတာလေးရှိတယ်ဒီကောင်လေးပေါ့နော်ဒီဟာလေးအဲ့ဒါလေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်ဒီကောင်လေးကိုဒီအလဲကောင်ဟာလေးရွေးပေးလိုက်မယ်နော် MIC ဆိုတဲ့ကောင်လေးဒီကောင်လေးပါအဲ့ဒါလေးကိုရွေးပေးလိုက်မယ်ရွေးပြီးဘက်ပြန်ထွက်လိုက်မယ်ထွက်ပြီးထပ်ပြီးကမှဘက်ထွက်ပြီးကမှ location change ပေါ့နော်ကိုကြိုက်တဲ့နိုင်ငံ change ပေါ့နော်ဘယ်နိုင်ငံနဲ့သုံးရင်လဲကျွန်တော်ကိုရီးယားသုံးမလားဂျပန်သုံးမလားတော်တော်များများစင်ကာပူသုံးမလားတော်တော်များများပါတယ်ပေါ့နော်ဒီထဲမှာကျွန်တော်တော်တော်များများလေးကိုပါတယ်ဟိုသုံးနေတဲ့နိုင်ငံလေးချိန်ပေါ့နော်ကျွန်တော်ကိုရီးယားချိန်ကြည့်လိုက်မယ်ပြလေးရွေးပေးလိုက်ပေါ့နော်ပြီးရင်ဒါဆိုလို့ရှင်တော့သူချိန်နေပေါ့နော်ချိန်သွားပါပြီဒါဆိုရင်ချိန်သွားပြီကျွန်တော်မိတ်ဆွေဒါစိတ်ကြိုက်သုံးလို့ရပြီပေါ့နော်ဒါ one map ပေါ့နော်တလစာဖြစ်ပါတယ်တလကုန်တိုင်းလဲကျွန်တော်အဲ့မှာချပေးမှာပေါ့နော်ကျွန်တော်ရဲ့ဒီ Telegram channel မှာကျွန်တော် giveaway လေးချပေးနေမယ်အဲ့မှာအဲ့ channel လေးဒီ giveaway ပေးတိုင်းသိအောင်အဲ့ channel လေးလည်း join ထားခဲ့ပေးပါဒီလောက်ဆိုတော့ကျွန်တော်မိတ်ဆွေတွေအဆင်ပြေမယ်ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်